ဟောဒီကော်ဘူးတဲ့ကော်တွေကိုဘူးထဲမှာထည့်ထားတော့ဘူးအတွင်းမှာဘာလို့ကော်တွေကကတ်မနေပဲအေးပျော်နေရလဲဆိုတာကိုသိချင်တာပါဗျာဟောဒါများငါသူရဲ့ကော်မမဟုတ်ဘူးဘယ်ရမစိုးတယူတရဒိန်းဆဲထားတဲ့လူတွေစီမှာကတ်တွေမနေကြဘူးကွသူတို့ကိုလိုလိုအသုံးချသွားတဲ့နေရာမှာပဲကတ်တွေတက်ကြတာကွဟာမိုးကောင်းကြီးမှာလာရလဲထိန်ထိန်တာနေရကွာငါအဘတို့စီအလဲသွားလိုက်အောင်မယ်ငါအဘကိုသိချင်တာလေးလည်းငါမေးရအောင်ပါ5 minutes later အဘကအသက်တွေကြီးပြီဆိုတော့အတွေ့အကြုံတွေအများကြီးရှိပြီပညာဘူးတုတတွေတော်တော်များပါပဲနော်ဒါဘောကွာငါတို့ကိုသိချင်တာမေးချင်တာရှိရဆိုလို့ချင်းအချိန်မရွေးအဘောက်လာမေးလို့ရတယ်ကွဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်သိချင်တာလေးတစ်ခုရှိရဲ့ဗျအဲ့ဒါလေဟောဒီကော်ဘူးတဲ့ကော်တွေကိုဘူးထဲမှာထည့်ထားတော့ဘူးအတွင်းမှာဘာလို့ကော်တွေကကတ်မနေပဲအေးပျော်နေရလဲဆိုတာကိုသိချင်တာပါဗျဒါများငါသူရဲ့ကော်မမဟုတ်ဘူးဘယ်ရမစိုးတယူတရဒိန်းဆဲထားတဲ့လူတွေစီမှာကတ်တွေမနေကြဘူးကွသူတို့ကိုလိုလိုအသုံးချသွားတဲ့နေရာမှာပဲကတ်တွေတက်ကြတာကွWhat ဟာဗျာဒါနဲ့အဘအခုအသက်အရွယ်ကြီးဘာလို့လူပြိုကြီးဖြစ်နေရတာလဲဗျအဲ့ဒါလားကိုဝေးရကိုမကတ်တာလေးမရှိလို့တယောက်တော်သူအဘောက်ထားရခဲ့တာငွေမရှိလို့ယမဝမ်းနဲ့ချီခွဲတဲ့ခွဲဖို့ကံပါလာကြတယ်ပေါင်းဆက်ခွင့်မရှိတာသာနာလေပြန်ဆောင်ရဖို့စုမတောင်းတော့ပါဘူးချစ်သူရဲ့ရာရာထွက်ကျေးဇူးတင်နေ